Five Families ဆိုတာရာစုနှစ်ဝက်လောက်နယူးယောက်မြို့ရာဇဝတ်လောကကိုခြေလှယ်နိုင်တဲ့အထိတကိုးထားခဲ့ကြတယ်။ပိုနန်နို၊ကိုလမ်ဘို၊ကမ်ပီနို၊ဂျီနိုဗစ်နဲ့လူခေးဇီးလို့ခေါ်တဲ့အီတလီအမေရိကန်မာဖီးယားဂိုင်း၅ခုပေးထားတဲ့နာမည်ဖြစ်ပါတယ်။အဲ့ဒီမိသားစု၅စုကအမေရိကန်မာဖီးယားဒါမှမဟုတ်ကိုဆာနော်စထရာလို့ခေါ်တဲ့ရာဇဝတ်ဂိုင်းစုကြီးဖြစ်လေလူသိများပါတယ်။အထူးသဖြင့်20ရာစုအစောပိုင်းတွေမှာဒီမိသားစုတွေကကြော်ကြားခဲ့ပြီးသူတို့တွေကမူရစေဝါလုပ်ငန်းပြည်စာလုပ်ငန်းပြင်ငွေညစ်ခြင်းငွေတိုးချီးစားခြင်းနဲ့အလုပ်သမားသမဂ္ဂတွေကတဆင့်မတရားစီးပွားရှာခြင်းလို့တရားမဝင်လုပ်ငန်းတွေကိုလှုပ်ဆောင်ခဲ့ကြပါတယ်ဒီမိသားစုကြီး၅စုကိုနယူးယောက်မြို့ရဲ့ရာဇဝတ်ဂိုင်းနှစ်ခုအပြင်းထန်အာဏာလုခဲ့ကြတဲ့ကက်စတယ်လမာရီစစ်ပွဲပြီး1932ခုနှစ်မှာစနစ်တကျဖွဲ့စည်းခဲ့ပါတယ်ကက်စတယ်လမာရီစစ်ပွဲဆိုတာနယူးယောက်မြို့ရာဇဝတ်လောကကိုကြားရေးစိုးမိုးထားခဲ့တဲ့ဂျိုးမက်ဆီရီယာနဲ့မာရန်ဇာနိုလို့ခေါ်တဲ့ဩဇာကြီးမာတဲ့မာဖီးယားဂိုင်းတုပ်ကြီးနှစ်ယောက်ထိတ်တိုက်တွေ့ခဲ့ကြတဲ့ပရိပခါကိုဆိုလိုပါတယ်။အဲ့ဒီခေတ်ကအမေရိကန်မှာအရက်ချက်လုပ်ရောင်းချမှုကိုပိတ်ပင်ထားတဲ့ဥပဒေကြောင့်မာဖီးယားတွေကမှောင်ခိုအရက်လုပ်ငန်းနဲ့တန်းပေါင်းများစွာချမ်းသာနေကြရခြင်းဖြစ်ပါတယ်။နယူးယောက်မြို့ရဲ့မာဖီးယားလောကကိုအီတလီသားစစ်စစ်လီယန်ခေါင်းဆောင်ကြီးနှစ်ယောက်ကအပြိုင်ဆိုင်နေမြေနဲ့စီးပွားရေးလူရာကနေ1930မှာမာဖီးယားစစ်ပွဲဖြစ်ပြီးလမ်းပေါ်မှာဂိုင်းသားတွေနေတိုင်းလိုအပြန်အလှန်ပစ်ခတ်လုပ်ကြံကြပါတော့တယ်။ကက်စတယ်လမာရီစစ်ပွဲဆိုတဲ့နာမည်ကလည်းမာရန်ဇာနိုလာခဲ့တဲ့မြို့နာမည်ကိုဆွဲပြုပြီးပေးခဲ့တာဖြစ်ပါတယ်။ဒီစစ်ပွဲအတွင်းမှာဂျိုးမက်ဆီရီယာရဲ့လက်ထောက်ဖြစ်တဲ့လက်ကီလူစီယာနိုဆိုတဲ့လူငယ်မာဖီးယားခေါင်းဆောင်ကမက်ဆီရီယာကိုတစ္ဆာဖောက်ပြီးပြိုင်ဘက်မာရန်ဇာနိုနဲ့လျှို့ဝှက်ပူးပေါင်းလိုက်ပါတယ်။1932ခုနှစ်ဧပြီလ15ရက်နေ့မှာလက်ကီလူစီယာနိုကသူ့ရဲ့ boss ဖြစ်သူမက်ဆီရီယာကိုစားတောက်ဆိုင်တစ်ခုမှာလှုပ်ကြံတပ်ဖြတ်ခဲ့ပါတယ်။ဒီလိုနဲ့ဂျိုးမက်ဆီရီယာတည်ဆုံပြီးမာဖီးယားစစ်ပွဲကြီးလည်းပြီးဆုံးသွားခဲ့ပါတယ်။ဂျိုးမက်ဆီရီယာတည်ဆုံပြီးနောက်မှာမာရန်ဇာနိုကနောက်မှာမိသားစုကြီး၅စု Five Family ဆိုပြီးဖြစ်လာမဲ့အဖွဲ့ထိုစဉ်ကတော့လူစီယာနိုဂက်ဂလီယာနိုမန်ဂါနိုမာရန်ဇာနိုနဲ့ပရိုဖာဂျီဆိုပြီးတည်ခဲ့ကြတဲ့အဖွဲ့တွေကိုအတိမတ်ပြုပေးခဲ့ပြီးသူတို့ရဲ့သက်ဆိုင်ရာနယ်မြေတွေကိုလည်းပိုင်းခြားသတ်မှတ်ပေးခဲ့ပါတယ်မာရန်ဇာနိုကလည်းသူ့ကိုယ်သူဂိုင်းချုပ်အားလုံးရဲ့ဂိုင်းချုပ်ကြီးဖြစ်ကြေညာခဲ့ပြီးမာဖီးယားလောကရဲ့အမြင့်ဆုံးအာဏာပိုင်ဖြစ်သတ်မှတ်ခဲ့ပါတယ်ဒါပေမဲ့မာရန်ဇာနိုရဲ့တအုပ်ဆန်ပိုင်းလုပ်ရတဲ့အာဏာမတ်မှုတွေကိုလူစီယာနိုတို့အဖွဲ့ကရေရှည်မှာအန်နယ်ရှိရလို့မြင်ခဲ့ကြပါတယ်။ဒါအပြင်မာရန်ဇာနိုကလူစီယာနိုကိုတပ်ဖို့ကြံစည်နေရကိုလည်းသိရှိသွားတဲ့အတွက်ဂျိုးမက်ဆီရီယာတည်ဆုံပြီး9လကြာမှာလူစီယာနိုကဂျူးလူမျိုးလူမိုက်တွေကိုအခွန်အရာရှိလိုပုံစံပြောင်းပြီးမာရန်ဇာနိုရဲ့ရုံးခန်းထဲကိုလွှတ်ခါမာရန်ဇာနိုကိုလှုပ်ကြံတပ်ဖြတ်လိုက်ပါတယ်။ဒီလိုခေါင်းဆောင်ကြီးနှစ်ယောက်တည်ဆုံသွားပြီးတဲ့နောက်မှာလက်ကီလူစီယာနိုကအမေရိကန်မာဖီးယားလောကရဲ့ဩဇာရှိဆုံးခေါင်းဆောင်ဖြစ်လာပါတယ်။သူကဒီသွေးထွက်တန်ယူမှုတွေကိုရပ်တန့်ဖို့နဲ့ခေါင်းဆောင်တို့ရဲ့အာဏာရှင်လုပ်တဲ့စနစ်ကိုဖျက်သိမ်းဖို့အတွက်ဂိုင်းချုပ်အားလုံးရဲ့ဂိုင်းချုပ်ကြီးဆိုတဲ့ယာတို့ကိုအပြီးဖျက်သိမ်းလိုက်ပြီးဂိုင်းကြီး၅ဂိုင်းရခေါင်းဆောင်တွေနဲ့အခြားမျိုးကခေါင်းဆောင်တွေပါဝင်တဲ့ Commission လို့ခေါ်တဲ့မာဖီးယားဘုတ်ဖွဲ့ကိုဖွဲ့စည်းပြီးတော့ပြဿနာတွေကိုမဲခွဲဆုံးဖြတ်တဲ့စနစ်ကိုပြောင်းလဲခဲ့ပါတယ်။ဂိုင်းကြီး၅ဂိုင်းစနစ်ကိုလည်းဆက်လက်ထိန်းသိမ်းခဲ့ပြီးနောက်ပိုင်းမှာခေါင်းဆောင်ပြောင်းလဲတဲ့ကြောင့်ဂျီနိုဗစ်၊ဂမ်ဘီနို၊လူခေဇီ၊ဘိုနန်နိုနဲ့ကိုလမ်ဘိုဆိုတဲ့မိသားစုတွေဖြစ်ဆက်လက်တည်ရှိခဲ့ကြပါတယ်။ဒီမိသားစုကြီး၅စုဟာတစုနဲ့တစုမတူညီတဲ့ပုံသဏ္ဍာန်နဲ့အာဏာကိုချုပ်ကိုင်ခဲ့ကြပြီး10စုနဲ့3စုကျော်ကာလအတွင်းမှာစီးစိမ်ချမ်းသာတွေကိုစုဆောင်းနိုင်ခဲ့ကြပါတယ်။ Genovese Family သစ္စာရှိဆုံးစစ်တပ် Genovese ကမိသားစု၅စုထဲမှာအသိဉာဏ်ရှိဆုံးအချမ်းသာဆုံးနဲ့လျှို့ဝှက်ချက်အလုံးစုံမိသားစုဖြစ်ပါတယ်။မာဖီးယားလောကရဲ့ Ivy League အဆင့်မြင့်ဆုံးတက္ကသိုလ်ဒါမှမဟုတ် Rolls Royce လို့တောင်တင်စားရတဲ့အထိအင်အားကြီးဆုံးနဲ့လျှို့ဝှက်ချက်အလုံးစုံမိသားစုပါ။သူတို့ရဲ့ view ကလည်းငွေကိုတိတ်တိတ်ဆိတ်ဆိတ်ရှာပြီးရဲမျက်စီရဲ့မွင်အောင်နေခြင်းဖြစ်လို့ဆိုရအတွက်နှိမ်နှင်းရအခက်အခဲဆုံးဖွဲ့ဖြစ်ခဲ့ပါတယ်။သူတို့ကလမ်းမပေါ်မှာတနက်ပြပြီးငွေညစ်တာတဲ့စိတ်ကန်းနေနဲ့ကုန်တင်သင်းမောလို့တမသမက်ကတွေကိုထိန်းချုပ်ပြီးကုန်တယ်ရီစီကအခွန်ပုံစံမျိုးငွေညစ်ပါတယ်။စိတ်ကန်းတွေကိုကင်ထားတဲ့အတွက်အမေရိကန်နဲ့ဝင်လာတဲ့မူရစေဝါမှခိုလုပ်ငန်းကိုလည်းအကြီးကျယ်လုပ်ခဲ့ကြပါတယ်။ Stock share ဈေးကွက်ထဲအထိဝင်ပြီး share တူတွေနဲ့လူချမ်းသာတွေကိုလိမ်လဲတဲ့ white collar crime တွေပါလှုပ်ဆောင်ခဲ့ပါတယ်။ Genovese မိသားစုဟာရဲတွေကိုမျက်စိလေအောင်ဂိုင်းကျုပ်စစ်ကအနောက်မှာပုံပြီးတော့မျက်နှာစာမှာဂိုင်းကျုပ်အတု front box တောက်ကိုထားတတ်ပါတယ်။ရဲတွေကဖမ်းရင်လည်းဒီအတုကိုပဲဖမ်းရလို့အစ်စ်တွေကဘယ်တော့မှအဖမ်းမခံရပါဘူး။ဒီလို Genovese မိသားစုဖြစ်မလာခင်မှာဒီမိသားစုဟာလူစီယာနိုမိသားစုဖြစ်လူသိများပါတယ်။ထိုစဉ်ကလက်ကီလူစီယာနိုကအကြီးအကဲဖြစ်ဦးဆောင်ခဲ့ပြီးဒုတိယအကြီးအကဲကတော့ Vito Genovese ဖြစ်ပါတယ်။လူစီယာနိုက1936ခုနှစ်မှာပြည်စာမှုငွေညှစ်မှုတွေနဲ့အတူထောင်ကျသွားခဲ့ပြီး1946မှာအီတလီနိုင်ငံကိုပြည်နှင်ဒဏ်ပေးခံရပါတယ်။ဒါကြောင့်သူ့ရဲ့နေရာမှာ Prime Minister လို့ခေါ်ကြတဲ့ Frank Castello ကအကြီးအကဲဖြစ်ဆက်လက်တာဝန်ယူခဲ့ပါတယ်။ဒါပေမဲ့သူ့ကိုဒုတိယအကြီးအကဲဖြစ်တဲ့ Genovese ကမကျေနပ်ပဲနဲ့လှုပ်ကြံမှုစူးစမ်းခဲ့ပါတယ်။ဒီလှုပ်ကြံမှုမှာ Castello ကအသက်ဘေးလွတ်မြောက်ခဲ့ပြီးတော့မာဖီးယားလောကကနေတခါတည်းနားယူသွားခဲ့ပါတယ်။
ဒါကြောင့်သူ့ရဲ့နေရာကို Vito Genovese စားတော့ဝင်ရောက်လာခဲ့ပြီးမိသားစုနာမည်ကိုလည်း Genovese ဖြစ်ပြောင်းလဲခဲ့ပါတယ်။ Genovese က1959ခုနှစ်မှာမွေးစေဝါမောင်ခိုကူးမှုနဲ့ထောင်ချခဲ့ပါတယ်။ဒါပေမဲ့သူကထောင်ထဲမှာပဲ Genovese မိသားစုကိုဆက်လက်ထိန်းချုပ်ခဲ့ပြီး1969ခုနှစ်မှာကွယ်လွန်ခဲ့ပါတယ်။ Genovese ကွယ်လွန်ပြီးတဲ့နောက်မှာ Francis Chikante ကအာဏာကိုလွှဲပြောင်းရယူခဲ့ပါတယ်။သူကနယူးယောက်မြို့တွင်ညာရီဝတ်စုံနဲ့ရေချိုးဝတ်စုံဝတ်ဆင်ကရှောက်သွားတဲ့အကျင့်ကြောင့်သူ့ကို The Oddfather ကြောင်တောင်ခိုင်းချုပ်ကြီးလို့မကြာခဏခေါ်ဆိုကြပါတယ်။ဆိုရရှိနေရတော့သူဟာတရားရင်ဆိုင်ဖို့စိတ်ကြမ်းမာရင်မပြည့်စုံဘူးဆိုတဲ့အဆုံးဖြတ်ချက်ရဖို့အကွက်စင်တဲ့နည်းဗျူဟာတစ်ခုလိုယူဆခဲ့ကြပါတယ်။ဒါပေမဲ့လည်း1998ခုနှစ်မှာတော့ဂျီကန်တေးဟာရာဇဝတ်ဂိုင်းဖွဲ့မှုနဲ့အခြားသောရာဇဝတ်မှုတွေကြောင့်ထောင်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။ Gambino Family နယူးယောက်ရဲ့ဩဇာအာဏာအကြီးဆုံး empire Gambino မိသားစုကတော့1980နဲ့80ခုနှစ်တွေမှာငွေကြေးတနာအချမ်းသာဆုံးနဲ့နယူးယောက်မြို့ရဲ့အလုပ်သမားသမဂ္ဂတွေကိုအဆိုးရွားဆုံးလွှမ်းမိုးချုပ်ကိုင်နိုင်တဲ့အပြင်ဖွဲ့ဝင်အင်အားအများဆုံးနဲ့ဩဇာအင်အားအတောင်တင်းဆုံးမိသားစုဖြစ်ပါတယ်။ Genovese မိသားစုနဲ့စန့်ကျင်ဘက်အနေနဲ့ကတော့ Gambino တွေကသူတို့ရဲ့အာဏာနဲ့စီစဉ်ကိုလူသိရှင်ကြားအကြွားဆုံးဖြစ်ပါတယ်။သူတို့ငွေရှာရဲ့အဓိကနီလန်ကဆိုင်တွေကိုတွားပြီးတော့မင်းတို့ဆိုင်ကိုငါတို့ကာဝယ်ပေးမယ်။တစ်လကိုဒေါ်လာ1000ပေးဆိုပြီးငွေတောင်းတာမျိုးပါ။တကယ်တော့ရန်သူရန်ကာကွယ်ပေးရမှာမဟုတ်ပဲငွေပေးရင်ပေးမပေးရင်မင်းတို့ဆိုင်ကိုပုံခွဲမယ်မင်းတို့ကိုတတ်မယ်ဆိုတဲ့ပုံစံမျိုးဖြစ်ပါတယ်။ဒါအပြင်နယူးယောက်မြို့ရဲ့စောက်လုပ်ရေးလုပ်ငန်းကြီးကိုလည်းလက်ဝဲကြီးအုပ်ထားပါတယ်။ Concrete Process Company စောက်လုပ်ရေးလုပ်သမားသမဂ္ဂတွေကိုထိန်းချုပ်ထားပြီးတော့သူတို့စီက concrete မဝင်ဒါမှမဟုတ်သူတို့လက်မထိုးရင်နယူးယောက်ကအထက်မြင့်ဆောင်တွေကိုစောက်ခွင့်မပေးပါဘူး။1980ခုနှစ်ကနယူးယောက်မှာဒေါ်လာ2သန်းထက်ကျော်တဲ့ဘယ်စောက်အောင်မဆိုစောက်ချင်ကမ်ဘီနိုမိသားစုခွင့်ပြုချက်လိုပါတယ်။ဒါအပြင်ရိုးရာရာဇဝတ်မှုတွေဖြစ်တဲ့ကားခိုးကိုင်းတွေတရားမဝင်လောင်းကစားတိုင်တွေကိုလည်းမြို့နယ်မှာလဲပတ်ခဲ့ပါတယ်။ကမ်ဘီနိုမိသားစုရဲ့အစာပြုမှုဟာဆာဗာဒိုဒီအကွီလာဆိုတဲ့လူကိုခေါင်းဆောင်အဖြစ်ထားရှိရာနေစတင်ပါတယ်။1928ခုနှစ်ဆာဗာဒိုအသက်ခံပြီးတဲ့နောက်မှာဂိုင်းချုပ်စစ်စစ်ပြောင်းလဲခဲ့ပြီး1932မှာတော့ဖရန်စစ်မန်ဂါနိုကအုပ်ချုပ်ခဲ့ပါတယ်။သူ့ရဲ့အုပ်ချုပ်မှု20လောက်အကြာမှာပဲကျေးစားလူသက်သမားခေါင်းဆောင်တူဖြစ်တဲ့ Albert Anastasia မန်ဂါနိုကိုလှုပ်ကြံခဲ့ပြီးခေါင်းဆောင်ဖြစ်လာခဲ့ပါတယ်။နောက်6နှစ်လောက်ကြာမှာပဲ Anastasia လည်းလှုပ်ကြံမှုနဲ့တည်ဆုံခဲ့ရပါတယ်။ဒီလှုပ်ကြံမှုကိုကြိုးကင်ခဲ့ရတော့သူ့ရဲ့နေရာကိုယာရုဆက်ခံလာမဲ့ကာလိုဂမ်ဘီနိုကိုယ်တိုင်ဖြစ်ပါတယ်။အဲဒီနောက်မှာဂမ်ဘီနိုကမိသားစုရဲ့ဂိုင်းချုပ်ဖြစ်လာခဲ့ပြီးတော့သူ့ရဲ့နာမည်ကိုအစွဲပြုပြီးမိသားစုနာမည်ကိုလည်းပြောင်းလဲခဲ့ပါတယ်။သူကလူသတ်မှုတွေကိုနောက်ွယ်ကနေကြိုးကင်ပြီးတာမန်လူကြီးတယောက်လိုအေးအေးဆေးဆေးနေတတ်လို့ရဲတွေကဆယ်စုနှစ်ပေါင်းများစွာဖမ်းမရခဲ့ပါဘူး။ဒါကြောင့်ကာလိုဂမ်ဘီနိုကသူနောက်ဆုံးနှလုံးရောဂါနဲ့မကွယ်လွန်ခင်ချိန်1986ခုနှစ်အထိဂိုင်းချုပ်ကြီးဖြစ်အုပ်ချုပ်နိုင်ခဲ့ပါတယ်။ဂမ်ဘီနိုမိသားစုရဲ့သမိုင်းမှာအဆိုးဝါးဆုံးနဲ့လူသိအများဆုံးဂိုင်းချုပ်ကတော့ဂျွန်ကော့တီဖြစ်ပါတယ်။သူကသူ့ရဲ့အထက်ရာရှိပေါ်ကတ်စတယ်လာနိုဂမ်ဘီနိုရဲ့ရောက်ဖကိုလှုပ်ကြံတက်ဖြတ်ပြီးအာဏာရလာခဲ့သူဖြစ်ပါတယ်။သူကဂမ်ဘီနိုနဲ့ဆန့်ကျင်ဘက်ဝက်ကောင်းစားလာတွေဝစ်ပြီးမီဒီယာရှေ့ထွက်ပြတတ်လို့တတပါဒွန်းလို့လည်းကြော်ကြားခဲ့ပါတယ်။နောက်ဆုံးမှာလက်ထောက်ကိုင်းချုပ်ဆမ်မီဒဘူးရဲ့ထွက်ဆိုချက်တွေကြောင့်ကက်စတယ်လာနိုတပ်ဖြတ်မှုပါဝင်ရာဇဝတ်ဂိုင်းဖွဲ့မှုနဲ့လူတန်းမှုဆွဲချက်တွေနဲ့1922ခုနှစ်မှာထောင်ဒဏ်ချမှတ်ခြင်းခံခဲ့ရပါတယ်။ဒီလိုထောင်ရသွားခဲ့ရင်လည်းကော်တီယာထောင်ထဲကနေပြီးဂိုင်းချုပ်ယာရုကို2002ခုနှစ်ထောင်ထဲမှာကွယ်လွန်ချိန်ထိဆက်လက်ဆုပ်ကိုင်ထားခဲ့တယ်လို့ဆိုပါတယ်။ Lucchese Family အထက်မြတ်အပါးနဲ့ဆုံးစီးပွားရေးသမားများLuccheseမိသားစုဟာဂိုင်းဝင်အင်အားနည်းပေမဲ့လည်းအလွန်ပါးနဲ့ထက်မြက်ပြီးစီးပွားရေးဆန်ဆန်ငွေရှာတတ်တဲ့မိသားစုဖြစ်ပါတယ်။သူတို့ဟာသွေးထွက်တန်ရုံနဲ့ငွေအများဆုံးရမယ့်လမ်းကြောင်းတွေကိုရှာဖွေရမှာလဲဆရာကြပါတယ်။နယူးယောက်မြို့ရဲ့အထည်လေးလုပ်ငန်းနဲ့ကုန်တင်ကားလုပ်ငန်းတွေကိုလည်းထိန်းချုပ်ခဲ့ပြီးအထည်ချုပ်စက်ရုံတွေကနေအဝတ်ထည်တွေကိုဈေးကွက်ထဲပို့ခြင်းLuccheseပိုင်ကုန်တင်ကားတွေကိုပဲသုံးရမယ်ဆိုပြီးတော့ဈေးကွက်ကိုကစားခဲ့တာပါ။ဒါအပြင်နယူးယောက်ရဲ့ JFK လေးစိတ်ရဲ့ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းတွေကိုလည်းစိုးမိုးခဲ့ပါတယ်။သူတို့ဟာအလုံသမားသမဂ္ဂတွေနဲ့ကုန်သည်အဖွဲ့အစည်းမြောက်များပေါ်မှာလည်းဩဇာလွှမ်းမိုးနိုင်ခဲ့ကြပြီးခြားမိသားစုများနေတူLuccheseတွေကလည်းမွေးရစေဝါမှောင်ခိုကူးမှုအထူးသဖြင့်ဘိန်းဖြူမှောင်ခိုလုပ်ငန်းတွေမှာပါဝင်ပတ်သက်ခဲ့ကြပါတယ်။သူတို့ရဲ့အကြီးမားဆုံးအောင်မြင်မှုကတော့ JFK အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးကိုရာစုနှစ်ဝက်နီးပါးသူတို့ရဲ့ကိုယ်ပိုင်မုန်းဆိုင်လိုမျိုးထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။လေဆိပ်တဲဝင်လာသမျှကုန်ပစ္စည်းတွေငွေသားတွေကိုအလုံသမားတွေနဲ့ပူးပေါင်းပြီးလိုသလိုခိုးယူဓမြတိုက်ခဲ့ကြပါတယ်။ Lucchese မိသားစုရဲ့ပထမဆုံးကားချုပ်ကတော့ Thomas Gagliano ဖြစ်ပြီးတော့အစာပိုင်းမှာသူ့ကိုအစွဲပြုပြီး Gagliano မိသားစုလို့ခေါ်ဆိုခဲ့ကြပါတယ်။1951 Gagliano ကွယ်လွန်တဲ့အခါမှာတော့Thomas Lucchese ကကားချုပ်ဖြစ်လာခဲ့ပြီးမိသားစုနာမည်ကိုလည်းပြောင်းလဲမိတ်ခေါ်ခဲ့ပါတယ်
လူခဲစီကမာဖီးယားကော်မရှင်တွင်းမှာရှိတဲ့သူ့ရဲ့အပေါင်းအဖော်ဂိုင်းကျော်တူဖြစ်တဲ့ကာလိုဂမ်ဘီနိုနဲ့နီကတ်တဲ့ဆက်ဆံရေးတိစောက်ခဲ့ပြီးသူတို့နှစ်ယောက်လုံးကိုလည်းဂျိုးဇက်ဘိုနန်တို့က1960ပြည့်နှစ်ကျော်တွေမှာလောက်ကြံမှုကြံစည်ခဲ့ဥပါတယ်။ဒါပေမဲ့ထိုလောက်ကြံမှုကအထမမြောက်ခဲ့ပါဘူး။ဒီလိုနဲ့လူခဲစီက1968ခုနှစ်အုံနောက်အကျိတ်ယောဂနဲ့မကွယ်လွန်မီထိမိသားစုကိုဆက်လက်ဦးဆောင်နိုင်ခဲ့ပါတယ်။1998ခုနှစ်မှာဖြစ်ပွားခဲ့တဲ့သမိုင်းဝင် Lufthansa Hives လေဆိပ်တွေကငွေသားနဲ့ကျန်တာဒေါ်လာ6သန်းနီးပါးဓမြတိုင်းကိုဒီမိသားစုကနောက်ွယ်ကကျိုးကင်ခဲ့တယ်လို့ဆိုပါတယ်။လူခေးစီမိသားစုရဲ့လက်အောက်ခံတွေက JFK လေဆိပ်တွေကဂျာမန်လေကြောင်းလိုင်းရဲ့ငွေတိုက်ခန်းဝင်စီပြီးအဲ့ဒီခေတ်ကအမေရိကန်သမိုင်းမှာအမြင့်မားဆုံးဖြစ်တဲ့ငွေသားနဲ့ကျန်တာဒေါ်လာ6သန်းနီးပါးကိုဓမြတိုက်ခဲ့ပါတယ်။ဒီဓမြတိုက်မှုကအစပိုင်းမှာအောင်မြင်ခဲ့ရင်ပဲဓမြတိုက်တဲ့အဖွဲ့ရဲ့လူတစ်ယောက်ကထွက်ပြေးတဲ့ဗန်ကားကိုတော့မဖြောက်ပဲလမ်းဘေးမှာဒီတိုင်းရက်ခဲ့လို့ရဲကလက်ဝဲရတယ်မိသွားပါတယ်။အဲ့ဒီခါမှာဒီဓမြတိုက်မှုကိုခေါင်းဆောင်ခဲ့တဲ့ဂိုင်းခေါင်းဆောင်ဂျင်မီဘရုတ်ကသူ့စီအမှုရောက်လာမှကြောက်လို့ဓမြတိုက်ရမှာပါဝင်ခဲ့တဲ့သူ့ရဲ့လူယုံတော်10ယောက်ကျော်ကိုတယောက်ပြီးတယောက်သွေးအေးအေးနဲ့ပြန်တက်ပစ်ခဲ့ပါတယ်။ဒါကြောင့်ဒီဓမြတိုက်မှုမှာပါဝင်ခဲ့တဲ့လူခဲစီခေါင်းဝင်နေတဲ့တအုပ်ဖြစ်တဲ့ဟင်နရီဟေးဟာ FBI မှာအဖမ်းခံခဲ့ပြီးဖြစ်ရအားလုံးတက်သိထွက်ဆိုခဲ့ပါတယ်။1980ပြည့်နှစ်လွန်နေမှာတော့ဗစ်တိုရီယိုအမှုဆိုတာဂိုင်းချုပ်ဖြစ်လွှဲပြောင်းခဲ့ပြီးအလွန်တရာသွေးထွက်တန်ရုံဖြစ်စေတဲ့ဂိုင်းတွင်အချင်းချင်းတပ်ဖြတ်မှုကာလတစ်ခုကလည်းစတင်ခဲ့ပါတယ်။ဂိုင်းချုပ်ဗစ်အမှုဆိုကတော့တန်လျာကြည့်ပြီးဂိုင်းဝင်တယောက်ကအခွန်ငွေလာမပေးရနဲ့တင်တစ္ဆာဖောက်လို့သတ်မှတ်ပြီးတက်ခိုင်းခဲ့လို့ဖွဲ့ဝင်တွေကကြောက်လန့်ပြီးရဲစီသွားဖမ်းခံတဲ့အထိဖြစ်ခဲ့ပါတယ်။1992ခုနှစ်မှာတော့သူဟာဆွဲချက်မျိုးမျိုးနဲ့ပြည်ထန်စီရင်ခြင်းခံရပြီးထောင်ဒဏ်တစ်သက်ကျွန်းချမှတ်ခံခဲ့ရပါတယ်။ဒါပေမဲ့လည်းသူကလည်းအခြားကောင်းဆောင်များနေတူထောင်ထဲကနေပြီးမိသားစုဆက်လက်ဦးဆောင်ခဲ့တယ်လို့ဆိုပါတယ်။ Bonanno Family ရိုးရမပြတ်ရက်ဆက်တတ်တဲ့စစ်စလီသွေးစစ်များ